ကဲဒါကတော့အပိုင်း3ပေါ့နော်ဒါကကျွန်တော်တို့တိုင်းသားကျွေးရတဲ့မှာတိုက်ကားစီးတဲ့ဟာဒီတိုင်းဘာရတော့မဟုတ်တဲ့အပိုင်း3အပိုင်း3 3ထဲမှာပေါ့နော်ထည့်လိုက်တာဖြစ်ပါတယ်ကြည့်လိုက်ပါဦးနော်အမကင်မရာယူသွားပြီးနီးကပ်ရမှာမေးပြီးတော့အပြင်ကလူနဲ့ရိုက်ခိုင်းလိုက်တာဗျာနီးကပ်ဆိုရင်တော့ပုံမိုက်ပါပေါ့ဒါပေမဲ့ပျော်စရာကြီးပါအမကြည့်ရကျွန်တော်စီးတဲ့ကားတိုက်တာဗျာနောက်တစ်ခါနဲ့အမတိုင်ဘက်တော့ပဲကြာကြီးပဲအမတိုက်လည်းမကြောက်ဘူးဗျာဒါပေမဲ့နည်းနည်းတော့ကြာဟိုလူကြီးလာကနေမှာလူကြောက်လာကနေမှာရပါတော့အမကျွန်တော်ဆက်စီကြပါတယ်ကျန်တဲ့ဟာတွေထည့်အောင်မှဖြစ်တဲ့အတွက်ဗီဒီယိုနည်းနည်းကြည့်လိုက်မယ်နော်မရအောင်ကြည့်လိုက်ဗျာအဲ့နေရာမှာကျွန်တော်တို့ကားကိုလိုက်တိုက်တာပါတဲ့ကျွန်တော်တို့ကပြေးလိုက်ရဒါပေမဲ့ကြည့်တော့ဒါဒီဖုန်းထဲမှာဒါကားအနေနဲ့ပြင်မှာကြောင့်နည်းနည်းမြန်ပါစီးရတဲ့ချိန်မှာဒီတိုက်ကစီးရဲ့ဗီဒီယိုကတော့အဆုံးထိတော့မပါဘူးဗျကဒါတော့ကျွန်တော်မဟာအန်ဒူကန်သာသွားတဲ့လမ်းပဲဖြစ်ပါတယ်ကျွန်တော်ဒါကတော့သူ့မင်္ဂလာဈေးပေါ့နော်အဲ့ဒါဘာလို့လဲမသိကျွန်တော်ညရောက်တော့လဲအဲ့ဒါကြီးမဖွင့်ဘူးဗျကျွန်တော်တို့မနေ့လည်းမဖွင့်ပါဘူးမနေ့လည်းမဖွင့်မြန်ရှေ့စမရုံငါမရိုက်တာမရအောင်ဟဲ့နော်ဆက်ဖို့ပါတော့အမှကျွန်တော်တို့အောင်စပူတွဲပါဦးမြင်းလဲလေးလက်ရှိပါတယ်ပေါ့နော်မိုက်ပါတယ်မြင်းလဲလေးကသူတို့ဒီဇိုင်းကလာပါညာနေချကျွန်တော်တို့သူ့မင်္ဂလာဈေးကလည်းမဝင်ခဲရဘူးဗျဝင်မနဲ့ဟိုသွားတီသွားနဲ့မဝင်ပြစ်တာဗျကျွန်တော်တို့မီးပွိုင်းဆောင်းတာကိုတော်တော်ကြာဖြစ်တဲ့ဗီဒီယိုတော့နည်းနည်းဖြတ်လိုက်ပါတယ်ဒါတော့နော်ကျွန်တော်တို့ဒီဗီဒီယိုကြည့်ရဲ့လူတွေကြည့်အောင်လို့ကျွန်တော်ရိုက်ထားပါကျွန်တော်ပရိသတ်ကြီးတွေကျွန်တော်တို့မိုးကတော့ပတ်1ပတ်2ပတ်3အပိုင်း3ခုလုံးမှာတော့မိုးတွေကအုပ်တယ်ဗျဒါပေမဲ့ရွာလားဆိုတော့လည်းမရွာညာတော့ပဲကျွန်တော်နည်းနည်းပါးရွာတယ်ကျွန်တော်တို့အမှပဲတို့လားအဲ့လိုတက်ပင်နေကအုံမိုင်းပြီးအဲ့လိုနှစ်ဖက်ပေါ့နော်နှစ်ဖက်ကိုအုံတော့အရေးကလည်းမိုက်တယ်တော်တော်လည်းမိုက်ပါတယ်ဗျကျွန်တော်တို့ဘောနော်အဲ့လိုလမ်းသွားတဲ့ချိန်မှာလည်းအဲ့လိုချိန်မန်းများတွေကအများကြီးတွေ့ရတယ်ဗျနော်အမှကိုတွေ့ရတယ်ဗျတော်တော်တော့များတယ်ဗျနော်ဒါတော့မအန်ဒူကန်တာဗျာဟိုပေါ့နော်တက်ပါပြီကျွန်တော်ဟိုကလူများလို့လားမသိဘူးနည်းနည်းတော့ရုံးရတယ်ဗျလူကလည်းတော်တော်များတယ်အဲ့တော့အမှဗျာသိလားကျွန်တော်တို့ပန်းငင်းနေတာတော်တော်လေးကိုလာတာဗျာမိုက်လဲမိုက်တယ်ဗျကျွန်တော်တို့အမှကင်မရာလဲလိုက်တဲ့ဘက်အဲ့ဘက်တော့ကျွန်တော်တို့မသွားခဲလိုက်ရဘူးဗျကျွန်တော်သွားကြည့်ရပါကဲနောက်ဆုံးတော့ finally ရောက်ရှိပါပြီအပေါ်ရောက်သွားပြီပေါ့နော်အဲ့မှာဗျာတော်တော်လေးကိုလာလေရလဲဘေးကနေတဖြူဖြူနဲ့တော်တော်တိုက်တယ်ဗျာလုံးဝ
အဲ့ဒါကျွန်တော်ဒီလိုလာမျိုးကတော့လုံးဝမိုက်တယ်ကြည့်လိုက်ဟိုဘက်ကတောင်းနေလဲလမ်းမြင်နေတောင်းလိုပုံစံမျိုးတွေပေါ့နော်ကျွန်တော်အခုရောက်နေရလဲတောင်းလိုမျိုးပဲ ကျန်ဘူးနော်ဟိုရိုက်တယ်เนี่ยတော့ရိုက်တာလားဟိုအလဲတော့ရိုက်လဲတာလား ဆိုတော့ပြိတ္တကြီးလည်းကြည့်အောင်လို့ဇွန်းလေးလည်းဆွဲပေးထားတယ်ပေါ့နော်နောက်ပိုင်းနေမှာကျွန်တော်တို့အဲ့နေရာမှာဘာညာပေါ့ဓပုံတွေပါရိုက်ရရပါဗျာသိရမလားကျွန်တော်ဓပုံလေးထည့်ပေးမယ်ဒါကတော့ကျွန်တော်တို့ရိုက်ခဲ့တဲ့ဓပုံလေးပါလုံးဝကျွန်တော်တို့မိုးရီကပြီးတော့တောင်းအောက်ဟိုဘက်တီကိုလှမ်းမြင်နေအိမ်နေနဲ့ ဗီဒီယိုကြီး sorry ဒီနှစ်ပုံကတော့အပိုင်းနှစ်မှာမပါခဲ့မထည့်လိုက်ရတဲ့ပုံပါကြည့်ရှုပေးတဲ့သူတွေတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ် comment မှာလည်းဘယ်သွားပြအောင်မလဲရေးခဲ့ပါဦး